အေမာဂါဆာလီရဲ့ flyweight တန်းမှာပြန်မဲ့မရှိကျန်းနေတာတော့ချက်ထွေကမွေးစားသားနာမဆိုလို့ Rotten နဲ့ခပတ်လူကွက်မပေးသေးပါဘူး။ပြည်သူ့မြန်မာဝင်းမင်္ဂလာများ Agri Martial Sport ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရစေ။လက်ရှိ One Championship flyweight တန်းမှာဒဇေတကောင်6လန်နေပါရင်အဲ့ဒီဒဇေကတော့ရုရှားနိုင်ငံဒါဂန်စတန်ဒေသကဆင်းသက်လာတဲ့အေမာဂါဆာလီရဲ့ပါပဲ။သူ့ရဲ့မှတ်တမ်းကိုကြည့်လိုက်ပါ9ပွဲထိုး9ပွဲနိုင်6ပွဲအလဲထိုးတယ်ဒါလူလားစိတ်ရုပ်လားမေးယူရမယ့်မှတ်တမ်းပါကျန်တဲ့တပွဲအမှတ်နဲ့နိုင်နေဆိုတာကလည်းကဲမက်ကိုမနိုင်လို့ပေါ့ပါဘူးကျောင်းကအကျောက်ကိုခဏကစားသလိုနောက်တောင်း3ချိန်လောက်ရပြီးမှငါမင်းကိုမတက်သေးဘူးနည်းနည်းကစားလိုက်အောင်မယ်ဆိုပြီးလိုက်မပြတ်ပဲလွတ်ထားပေးလို့သာကဲမက်ကအသက်ရှင်လေးရဆင်းသွားရတာပါနောက်ဆုံးပွဲမှာကောင်တာရာနီလိုဖိုက်တာမျိုးကိုတော့အလဲထိုးနဲ့နိုင်ယူသွားတာကိုကြည့်ရင်ဒီကောင်ဟာတမ်းမှန်အဆင့်မဟုတ်တော့ဘူးဆိုတာရှင်းနေပါပြီဒီနေ့မှာလေးချင်းနေတဲ့သူ့ရဲ့လက်ရည်ကအခုချိန်မှာအမြင့်ဆုံးကိုရောက်နေပါပြီဒါပေမဲ့1 day ဆရာကဘာလဲဆိုတော့ဒီလောက်တော်တဲ့ fighter တယောက်ကို1 CEO ချက်တွေကမသိချင်အောင်စောင့်နေတာပါပဲ။ဆက်ဒီမှာမွေးစားကားတွေအများကြီးရှိပါတယ်။အဲဒီထဲမှာအချင်းဆုံးအမြန်ဆုံးချင်းအောင်မကိုင်းစင်ချင်းဆုံးသားကတော့ Rotten ပါပဲ။ Rotten ဆိုတာ1 Championship ရဲ့ရွှေလုံးကြီးတယ်။ Rotten နဲ့ဆိုရင်ပွဲစီတယ်လက်မှတ်ရောင်းရတယ်မျိုးတက်တယ်။ဒါကြောင့်ချက်တွေက Rotten ကိုဖူးဖူးပုတ်ထားပါတယ်။ Rotten ကိုပွဲတည်ပြီးချက်တွေကဘယ်လိုလူမျိုးကိုရွေးတယ်လဲ။ Rotten နဲ့နိုင်ရင်ရှိတဲ့လူ Rotten နဲ့ဆိုရင်ပွဲကောင်းမဲ့လူဒါပေမဲ့ Rotten အလဲထိုးမခံရမဲ့လူ Rotten ကိုအနေမပေးနိုင်တဲ့လူဒီလိုလူတွေနဲ့ပဲအဓိကပွဲတည်ပေးလို့ရှိခဲ့ပါတယ်။အခုအေမာဂါဆာလီယက်ကအဲ့ဒီစီမင်း3ချက်စလုံးနဲ့ညီနေပါတယ်။သူက Rotten ကိုနိုင်ရရှိတယ်။ပွဲကောင်းမယ်ဆိုပေမဲ့ Rotten ကိုအိတ်ဆေးတိုက်သွားနိုင်တယ်။ Rotten အတွက်အနေအကြီးကြီးဖြစ်နေတယ်။ဒါကြောင့်ချက်တွေကအေမာဂါဆာလီယက်ကိုမြင်တာနဲ့ဟက်ကောင်မျက်နှာလွှဲလိုက်ဆိုပြီးရှောင်ပေးနေတာပါ။အေမာဂါဆာလီယက်ရဲ့အဖြစ်ကဘာနဲ့တူလဲဆိုတော့ဆောင်းဝဲမှာအမှတ်ပြရထားတဲ့ဉာဏ်ကြီးရှင်ကျောင်းသားတယောက်ကိုကျောင်းအုပ်ကြီးကစူမပေးပဲဘေးဖယ်ထားသလိုပါပဲ။ Flyweight Champion ခပတ်လင်းလန်နေတဲ့ဘောမန်ဆိုရင်9ပွဲနိုင်6ပွဲလေးထိုးထားတဲ့ကောင်ကနံပါတ်1စိန်ခေါ်ခွင့်ရကိုရတင်တာပါ။ဒါပေမဲ့ချက်ရီကတော့အီမာဂါဆာလီရဲ့ဖိုင်နယ်ကိုမြင်မျက်လုံးကွယ်သွားကြပါတယ်။ဟဲ့ဘယ်သူလဲအီမာဟုတ်လားငါမကြားဘူးပါဘူးကွာနောက်တစ်ယောက်ခေါ်ခဲ့ဆိုပြီးစကားလွဲနေမှာသိကြပါတယ်။Rottenကိုဒီရုရှားသားနဲ့ပေးသွင်းလိုက်ရင်ဘာဖြစ်သွားမလဲချက်ရီသိပါတယ်။ Rottenရဲ့မေယိုကတမ်မလီဆိုပေမဲ့အီမာဂါဆာလီရဲ့လက်သီးကဒုံးကြီးလေတမ်မလီနဲ့ဒုံးကြီးတွင်ဒုံးကြီးကဖောက်ထွက်သွားပါချက်ရီကြောက်နေတာပါ။ Rotten ရှုံးသွားရင်1 Championship ရဲ့မျက်နှာဖုံးပြည့်စည်သွားမှာကိုစီးပွားရေးသမားပြည်တွက်ချက်ထားပုံရပါတယ်။ဒီမှာဂါဆာလီယက်ကိုကြည့်ရတာမိတွေသားလိုပါပဲ။အိမ်မှာအလုံးလုံးဆုံးကသူအရေးကြီးရှိဆုံးကသူဒါပေမဲ့သမင်းစားချိန်ရောက်ရင်မိတွေကသူ့ကိုထမင်းမကျွေးပဲအခန်းထဲမှာအိတ်နေတဲ့ကားကိုပဲချက်သားဟင်းနဲ့ခုခတ်ကျွေးနေတယ်လို့ပါပဲ။မင်းကတော့စာအုပ်မောက်ကွာမင်းကရုရှားကလေငါသားကထိုင်းကားကွာငါသားအရင်စားပါစေအောင်ဆိုရင်ခွဲခြားဆက်ဆံမှုမျိုးကိုမြင်နေရပါတယ်။ချက်ရီရေငါတို့ကကိုခံပညာရဲ့အိမ်တော်လို့ကြွေးကြော်ထားတယ်မဟုတ်လား။အိမ်တော်ဆိုရင်မျှကြရမှာပေါ့။တော်တဲ့သူကိုနေရာပေးရမှာပေါ့Rotten ကိုချစ်တာလက်ခံပါတယ်ဒါပေမဲ့ Rotten ကိုတကယ်ချစ်ရင်ဆလောက်ထဲမှာမထားပါနဲ့ချင်းစစ်တွေနဲ့ဘေးတွေ့ပါဒီမှာဂါဆာလီရဲ့လိုချင်းတဲ့တွေ့မှာ Rotten နဲ့သွေးစာပြီးပိုကောင်းလာမှာပါအခုတော့ Rotten ကိုကာကွယ်ပေးလို့အားကြီးပြီးဒီမှာဂါဆာလီရဲ့ကိုကြောင်ပြောက်အောင်လုပ်ထားတာကပရိသတ်တွေကိုစော်ကားသလိုဖြစ်နေပါတယ်ဒီကောင်းချုံနေနဲ့ပြောရရင်ဒီမှာဂါဆာလီရဲ့နဲ့ Rotten ပွဲဖြစ်လာနိုင်လားဆိုတော့နော်မင်းနားမှာဖြစ်နေတဲ့အနာလုံးမြင်တော့မြင်နေကုဖို့ခက်တယ်ဆိုတဲ့ပုံစံမျိုးပါဒီမှာဂါဆာလီရဲ့မင်းကန်ဆိုပါရင်မင်းကတော်လုံးနေလို့ကန်ဆိုတာပါမင်းသာတမန်ကရှန်ကဖိုက်တာတယောက်ဆိုရင် Rotten နဲ့ထိုးရတော့ပါပြီအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ